Mahadagoro Amiche Amimyaso Bajin de Gabayin Ateshin do Paya Jono Go Wechin Chimya Kwepe the King Jaya Guru da Chimya Guru Buena Basin to Tauchero Go Wechin Chimya Kwepe the King O Jehovah to know Ipus Oya Jai Bimbe Nitachi Mahadagoro Anichi Amimyaso Bajirikabayi Ateshin do Paya Janoko Weche Shimya Kwepe Jaya Guru da Chimya Guru Buena Masin to Tauchero Go Wechin Chimya Kwepe the King O Jehovah to know Ipus Oya Jero Go Wechin Chimya Kwepe the King Jaya Guru da Chimya Guru Buena Masin to Tauchero Go Wechin Chimya Kwepe the King O Jehovah to know Ipus Oya 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 Ini yausi lara biba miya, ibu monoma miya, alu kucino ni ne, mingla ba, tu nak usap. Mingla sudah segau tu dah aja ni. Piada naga, mingla lu orang mingla berpiada piada. Ngengi luas samaya usui. Ari siapa malali ni, sedema alu mingla bocin. Samaya bagus kama siapa kau wilayah mingla baru siapa lu tak boleh ya nak tu kanza. Mator dasar tu tahu ni dia. Ye juga ni bob saya kelip jauh jaya nama celung dan jauh tu bersekian. Ini cai mak apa wama, jom saya dia gala, siwe sih dia tu jual siapa. Saja dah siwe sih tu tahu macam mingla apa puji. Mator dasar tai saya kondo. Ye cira kan dia mingla sih ko ye cira. Mingla ba obude dege mingla shi to bwa yiji da sura kuna tachin chimon ne gogdo chimon na imada ma yiji dege so lo shi di gogdo chimon jin ne patta bi ro chimon jin dai chimon lo yare lo tacho thik out the de chano pyo me chimon jin dai lo chimon lo mya bu loka yi ma aloi song alou de ha lou ni de chai ma Betul punya malu do tengau teme dekat le, imandama kakhere alu khayal kinga aloi zone yang mathat. Upama tu dia me atas suara alu era, bama bisi. Atas suara alu era le, lenya pojin tojin lusu siapa malu dah. Neno denesio kadua lu nyalo pushi umese malu. Lolo lalas kino ya. Ayan lo elo apa sama tene. Atam shunai lo oxygen bunde tude tani tato tabopo. Ha, Jesu lo bala, nga yeno atas suara. Jesu lo beno. Tabopo gare,
အလကားရတိုင်းဈေးပေါ်တဲ့ပထင်နဲ့ဝယ်ပြီးရှူရတဲ့အောက်ဆီဂျင်ဘူးကြုံကိုရင်သိလိုက်မယ်လွယ်ဘူးနော်အခုချီးမွမ်းလို့ရတယ်ဒီနေရာမှာလွတ်လွတ်လပ်လပ်ချီးမွမ်းလို့ရတိုင်းအမြဲတမ်းချီးမွမ်းလို့ရနိုင်မယ်လို့မထင်နဲ့ချီးမွမ်းလို့မရတဲ့အချိန်နဲ့ရှိတယ်နော်ချီးမွမ်းလို့မရတဲ့အချိန်လည်းရှိတယ်ဘယ်လိုအခြေအနေရှိတယ်လဲဆိုတော့30ခုမြောက်သောစာလံ30ခုမြောက်သောစာလံအပိုင်းငယ်9:30မှာပါပါတယ်8:9:30အိုးထာဝရဘုရားအကျွန်ုပ်သည်အသက်ဆုံး၍တင်းញိုင်းတွင်တဲသို့ဆင်းလျင်အဘယ်ကျိုးချီးလိမ့်မည်မြေမုတ်သည်ကိုတော်ကိုချီးမွမ်းပါမည်လောသစ္စာတော်ကိုဖော်ပြနိုင်ပါမည်လောတကယ်လို့များကျွန်တော်သေသွားခဲ့ရင်ဘလို့လို့ဘုရားရှင်ကိုချီးမွမ်းနိုင်ပါလဲအသက်ရှင်နေတဲ့အချိန်မှာဘုရားရှင်ကိုပါလဲချီးမွမ်းနိုင်တာကျွန်တော်ဟာမြေမုတ်တဲ့ပြန်ရောက်သွားခဲ့ရင်ဘုရားရှင်ကိုဘလို့လို့ချီးမွမ်းနိုင်ပါလဲကျွန်တော်ဒီကိုမောင်နှမအခုရှင်နေတော့လေးပဲချီးမွမ်းနိုင်တာမတော်တဆလောကကထွက်သွားခဲ့ရင်ဟာလေလုယာလို့ဟောပြီးထွက်သွားနိုင်ဖို့မလွယ်ဘူးမမျော်လင့်တဲ့နေ့တစ်နေ့မှာလောကကထွက်သွားတာဘယ်သူမှမသိလိုက်ဘူးကိုဘယ်နေ့သွားမယ်ဆိုတာဒါကြောင့်စာလံဆရာကပြောတယ်မသိခင်မှာပြောတာကျွန်တော်တဲ့အခုလိုချီးမွမ်းရတဲ့အခွင့်ရတာကိုကယေရှုတော်ဒါကြောင့်ဓမ္မရှိတဲ့ညီကိုမောင်နှမတွေချီးမွမ်းနိုင်တာကဘုရားကိုယေရှုတင်ဖို့ကောင်းနောက်တစ်ပိုက်ဖတ်ပါမယ်အပိုက်7နှစ်တော့ပြည့်အကျွန်ုပ်၏ဝိညာဉ်သည်တိုက်ဆိတ်စွာမနေကိုတော်ကိုတခြင်းဆိုပါမည်။အိုအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားယေရှုတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်ဝိညာဉ်တိုက်နေမနေဘူးတဲ့ဘုရားကိုချီးမွမ်းမယ်။လူဟာအသက်ရှင်တဲ့ဘုရားကိုချီးမွမ်းထိုက်တဲ့ဘုရားကိုတကယ်အဲ့ဒီဘုရားရဲ့ယေရှုသိလာရင်မချီးမွမ်းပဲမနေနိုင်ဘူး။အာမင်။တကယ်အဲ့ဒီဘုရားယေရှုကိုသဘောပေါက်လာရင်လူကချီးမွမ်းနိုင်တယ်နော်။အဲ့တော့ချီးမွမ်းဖို့ဘာလို့လဲအဲ့ဒီဘုရားရဲ့ယေရှုကိုနားလည်ဖို့လိုတာ။အော်ဘုရားကငါ့ကိုဘယ်လောက်ယေရှုပြုခဲ့တယ်လဲ။ဘုရားကငါ့ကိုဘယ်လောက်မဆာခဲ့တယ်လဲ။ဘုရားကငါရဲ့ဘဝကိုဘယ်လိုပို့ဆောင်ခဲ့တယ်လဲ။ဒီအရာတွေသာခင်ဗျားသဘောပေါက်လာရင်ဆိုရင်မချီးမွမ်းပဲမနေနိုင်ဘူး။ဒါကြောင့်စာလဆရာဒါဝိဒ်ကလေဟိုးတော်ထဲမှာတိုးကြောင်းနေတဲ့ဘဝကလေးကသူပြန်စဉ်းစားတယ်သူ့ဘဝအခြေအနေကို။အော်ငါရဲ့ဘဝဟာဘုရားခင်ကငါ့ကိုမြေမှုထဲကချီးမြှောက်ခဲ့ပါလား။တော်လေးကတိုးကြောင်းသားငါ့ကိုမြို့ပေါ်ကိုပို့ပါလား။အိမ်ကြီးရာပြင်ရှိတဲ့နေရာကနေငါ့ကိုဘုရားခင်နန်းတော်ထဲကိုခေါ်ခဲ့ပါလား။ငါလက်ထဲမှာတိုးပဲရှိတယ်။အဲ့ဒီကနေငါလက်ထဲမှာစစ်သားတွေမူးမတ်တွေအများကြီးပေးခဲ့ပါလား။ဒါတော့ကြီးမြတ်တဲ့ဘုရားကိုငါမချီးမွမ်းပဲမနေနိုင်ဘူးဟာလေလုယာအဲ့ဒီဘုရားကြီးကျွန်တော်တို့ဘဝကိုဘယ်လိုပို့ဆောင်ခဲ့တယ်လဲဆိုတာသဘောပေါက်လာရင်ခမရမချီးမွမ်းပဲမနေနိုင်ဘူးအာမင်စဉ်းစားကြည့်ပါဗမာပြည်ကနေမလေးရှားကိုရောက်လာတာချီးမွမ်းစရာမဟုတ်ဘူးစဉ်းစားကြည့်ရွာမှာဆိုလို့ရှိရင်မြန်သွားကြည့်ကျိုးဆွဲရမြန်သွားကြည့်ဘာလဲပေါ်မှာထိုင်နေတာဟုတ်နွားကျိုးနှစ်ချက်လောက်ဆွဲမြန်ပြေးဒီလိုနဲ့မလေးရှားရောက်လာတဲ့အခါမော်တော်ကားပေါ်မှာ6လောက်နင်းလိုက်တာနဲ့ပြေးသွားတဲ့ကားတခါတလေရောက်ခါစားကားမောင်းတဲ့လူတချို့က6လောက်နင်းပြီးတော့ပါဇက်ကအော်လိုက်တယ်ဟေးရွာကအကြည့်မကုန်သေးဘူးကောင်းတယ်နော်စဉ်းစားကြည့်ဆိုလိုတဲ့အဓိပ္ပာယ်ကအော်တလောက်ဘုရားကြီးငါတို့ကိုမဆာပါလားဘုရားကြီးမဆာပါအဲ့ဒီယေရှုတွေကိုတကယ်သိလာလို့ဆိုဘုရားကိုမချီးမွမ်းပဲမနေနိုင်ဘူးဘုရားတိုင်အောက်မှာနေနေတာစာဖတ်ချင်တဲ့တိုင်အောက်သွားဖက်ဟိုတော့ကဗမာပြည်မှာမီလာပြီးဆိုအော်လိုက်တာပြောမီလာပြီးပါညာနော်စုညံသွားတာတခါလေဟလားဒါပေမဲ့ဒီမှာကတော့မီလာပြီးဆိုအော်စရာလေမီလာလို့အော်ရင်တန်နေကုန်အော်နေရအဲ့တော့ဘုရားခင်ကအဲ့ဒီလိုနေရာကနေဒီလိုနေရာထိဘုရားခင်ပို့ဆောင်ခဲ့တယ်ဒါဟာယေရှုတော်မဟုတ်ဘူးလားဒါဘုရားခင်ယေရှုတော်ပဲ
ရွာမှာနေလုံးက yes လို့နောက်နဲ့လစ်နေတာဒီရောက်တော့မှ3လေးလုံးထပ်ပြီးပူတက်လာတယ်ရွာမှာအမြင့်ဆုံးစားမှထိုးမုံနဲ့ခေါ်ပုတ်ပေါ့ဒီရောက်မှဟုတ်လားကိတ်မုံတို့ဘာကိတ်ညာကိတ်စစားလာပြန်စဉ်းစားကြည့်ကျေးဇူးတော်မများဘူးလားဒီလိုပြောလို့ဗမာပြည်ရလူတွေကျေးဇူးတော်မရှိဘူးလို့စံတို့မဆိုလို့ပါဘူးသူတို့မှလည်းသူတို့ဟာနဲ့သူတို့ကျေးဇူးတော်ချီးမွမ်းကြရတယ်မြားကြီးပါမြားကြီးဒီနိုင်ငံရောက်တဲ့အခါမှာရေပွင့်ပြီးချိုပြီးအဲ့ဒီရေပြန်သိမ်းတာပြီးအဝိရှော်တဲ့ပြန်ထည့်တော့အဝိရှော်တဲ့ရေခဏထားပြီးအကျန်းပြန်ပြီးတော့မှရေချိုပြီးမှအချောရေပြန်ဖွင့်ဘာလို့ဘာဖွင့်တိုင်းမိသားတက်တော့ပတ်စံကုန်မတော်တဆခမည်းအဲ့လိုပြင်ခွန်းလို့ကျွန်တော်စောင့်ပြောတာမဟုတ်ဘူးဗမာပြည်မှာတော့ဘာမှမလို့အားရှိရေတွင်းနဲ့ကျိုးဆွဲပြီးတော့ကြိုက်တဲ့လောက်ကျိုးဘယ်တော့မှမိသားမတက်ဘူးအဲ့ဒါကလည်းပါလေကျေးဇူးတော်ပဲကျေးဇူးတော်ဒီမှာရေငတ်ပြီလားဆိုအစင်မပြေဘူးရေဘူးသွားဝယ်ဟုတ်လားပတ်စံရှင်းရွာမှာတော့ဘာမှပတ်စံပေးစရာမလိုနေရာကရေအိုးရှိတယ်ကျုံကလေးခတ်တော့ပြီးတာလေဘာမှပေးစရာကြောင်းဒါလည်းကျေးဇူးတော်ပဲဒါလည်းကျေးဇူးတော်အဲ့တော့ဒီမှာရှိတဲ့ဒီပုံပေါ်မှာကိုယ့်ရဲ့ဘဝအခြေအနေကိုစဉ်းစားကြည့်ပါဖခင်ကဒီလောက်ထိမဆာခဲ့တဲ့ကျေးဇူးတွေဟာနည်းသလားဖခင်ကျေးဇူးအများကြီးပြုထားတယ်အများကြီးကျေးဇူးပြုထားတယ်တယောက်နဲ့တယောက်တွေ့ကျင်နေဆိုလို့ရှိရင်တဏှာသွားမလေးရှားရောက်လာတဲ့အခါတွေ့ကြည့်ဖုန်းလေးနဲ့ထရပါဘူးဖုန်းလေးနဲ့ပဲစင်ပြေသွားပြီသွားတွေ့စရာမလိုဘူးဘယ်ရောက်နေလဲမေးစရာမလိုဖုန်းဆက်လိုက်ပြီးသွားတယ်ရောက်ကစားဖုန်းတော်မှာကြိုက်တတ်မှာမဟုတ်ဘူးတစ်နေတော့လဲဆိုတော့နှစ်ကိုထိတော့နွားကြောက်တဲ့လက်ကကြီးတယ်လေခွန်းလို့တော့တိုက်ဆိုင်တယ်ဘယ်သူမှဆိုလို့တော့မဟုတ်ဘူးတချို့တွေချီမကြီးတွေပေါ်မှာဆိုလို့ဘုဖနတ်တွေပါစက်ထားဒီရောက်တဲ့အခါကျတော့ကျေးဇူးတော်များတာကိုပြောတာပါကိုယ့်အကိုဆိုတောင်ပေါ်တက်နေကြချက်တော့ဒီကျတော့လေကားအောင်တက်เสียဘူးရက်တာနဲ့ထွက်သွားထွက်တာတော့ဟုတ်ပြီးတဲ့စီးတဲ့နေရာမှာမနေပဲခုနရောက်ရင်ရစ်တုံးတခါလေဟလားအကြီးကျယ်လက်တောင်းကိုကြိုက်ပြီးမှဟိုအောင်ကြော်ပြီးလက်မဖြုတ်မိဘူးဖြစ်တော့ခွန်းလို့တိုက်ဆိုင်တက်တဲ့ကမှာသူများချောချောကြည့်ကြည့်တက်တော့ကိုကမနေပဲတက်တဲ့ညာဆူတောင်းနေရသည်ရန်ကုန်မှာအဲ့ဒါပွင့်ပွဲလောက်ခါစားတော့လာတက်ပစိုးကြီးပြီးပါသွားလို့အဲ့ဒီအဝနာပစိုးရောက်နေဆိုင်တော်တော်ရောက်ကောင်းနော်အစင်းမှာမြင်မြင်ကြော်တော့ပြင်မြန်မှမကြော်တာဟုတ်အဲ့တော့ခြေထောက်ကရောက်ပြီမပစိုးကဆက်သေးပါသွားနော်ဒါနဲ့ပဲဖန်ဆင်းခြင်းတိုင်းဖြစ်ကုန်နားလေစီခြင်းတဲ့အရာကစဉ်းစားမယ်ဆိုဘုရားသခင်ကျေးဇူးတော်အများကြီးပါအများကြီးအန္တရာယ်အများကြီးရှိကိုယ့်ရဲ့ကိုယ်မြေကိုထားပြီးတော့တဏှာကိုထွက်လာအန္တရာယ်များပါအဲ့ဒီအန္တရာယ်များတဲ့ဈာထဲမှာဘုရားသခင်ကွယ်ကာခြင်းနဲ့ဒီနေရာမှာလာထိုင်နေတာဟာလေလုယာဒါကျေးဇူးတော်ဟုတ်လားဒါကျေးဇူးတော်တကယ်ကြီးမိတ်ဆွေအပေါင်းအသင်းတွေသင်ကုန်ပြီရှင်းပြောလိုက်ရင်တော့တဲ့တို့ပြောရင်အဲ့ဒီဥစ္စာရှင်းဘဝတစ်ပါးပြောင်းသွားပြီဆိုဘာလို့ဆိုလို့မသိဘူးငမွေရနေချမ်းသာသွားသလားကိုတွေးနေဦးမိတ်ဆွေအပေါင်းအသင်းတွေထွက်သွားပြီငါလည်းဒီလေးကတ်လွတ်တာဒါမျိုးလည်းရှိတတ်တယ်မဟုတ်လားမနေ့ကလည်းသတင်းကြားတယ်ကားတစ်စီးနည်းနည်းကြာ accident ဖြစ်ပြီးတော့ဘယ်နှယောက်လဲဆုံးသွားနောက်ပြန်ကားလာပါအဲ့ထဲမှာတယောက်ကလိုက်လို့တက်ပြီးတဲ့ပြီးမှဘာကြံခဲ့လို့ဆိုပြန်ဆင်းသွားတာသူ့မဆောင်ပဲကားထွက်သွားသူကြံခဲ့ကူတကယ်ဆိုတော့နံပါတ်ကချက်ပြီးကတ်လွတ်သွားတယ်ကျေးဇူးတော်မဟုတ်ဘူးလားသူ့ပဲမ
Mabione, General Kaka, people, the Mobula. He got Australia piano, bigger Paka. Australia piano, a single man, Nayan, the Piro of Yula, Maria Yam. See how we're doing. Australia piano, Libyan, Nana, see that. Did you call Libyan? Then I love that at a people. Car, car. Namani 70 to Tovile. Pilepo Makare, Namanika, Yejipoma, Solution, Hana. A chargilo Kanzara. Namadisra, Torojara. They not all got the noise lecture. Call the Lamin and Yaya. Call them go, Chacha don't be. Chacha don't be there. Chacha. I didn't deny money. I'm young since I'm like. The Chimati Puedo of Loebu. Chisulo Tokuya. Loebu. You look the children, one day the children, what are men with Shima? I don't want to want them about start to look at you. One time I want the children through like coffee type. The night to Chala, Yantatola, Yanchala. Done it, Saquatu with the Alma Bashi to pay Hotelo, Sayuda, the army will look at Chadi. Sayuda, and the Kakam to Pilem and Hasa July. So, Motia, Nido Villa, Pilene, Mamma Meme, Papa Tria. Papa Tria, for 20 doing it. Since you know, basically, since I Chimon there, Miagive, Hotela America, Human Libya, the other theatre, and Yamialu Lam, the Zita, Piaja, take the neighbor to the Zipiaja, or everything I did the other beauty. You're in left, Yamima, you're down, Limbo, Takani, you're. Do they have Ape, the Yakomayas? And the house there, Libota Kandima, the Nipa, the Facebook, laying to see Jetta. We are laying to America, Sip by the Chile of America of Jetta. America, Jetta. And a comedy, I could Nasimet laying that comedy the Kude. I didn't go up a Yati. Do not say like God, do not go to Tamira. Luna do coabit up yet. Babune, Anna will take up Joe. I can get the women of Bepamalato. Coabit to a back college, a sacred. Question can say, a sacred. Tom they live by Tata, Mola. Go a sacred. Babune, Anna go mean it. Look at you, they left the joy. The Yahosia, a sacred queen, the dog. So that Jesus of Yaibe, they like the Nijara, Luria. Unapan, Dinapan, no, Mu Pana, see like Jarema. Have you met Chidetana, the Mu Jarema, Arukala, Ubama, Dibama, Ubachi, let to a camel, Dibachi, let to a camel. And Singapore Maraku, the CIA, similar, say of a child, overwhelmed it will be like. And I mean, so. No, that we do other story, me out to the dialogue. Not to get Chimon at the park. Nina, Lua and the Jarema, and the Jarema. Dihamolo and the Yamapioba, Miyaji, Lokajima, and the Yeri. And I wish with Yashi did it. Passa Shibi, Lugine King, and they knocked out with a Mobu, Passa Shibi, Lugine King, so they got. Passa Shido, Lugine, cannot Lugia posted. Her name pay on the Gala, I pay never go home again, I would it. Nene Baba, the Macauna. I don't know, Lugia, Church, say, oh, Fonsa. Hey, nothing again, name of Gachi. Churches there, while Luigi Fonsa is rolling.
ပြပြတလဲလားအရေးပေါ်ကားတွေဘာတွေနဲ့ဆရာဝန်တွေဘာတွေခေါ်ပြီးတော့တခါတည်းလားဒီမှာတလက်ထိုင်မှာထိုင်နေတာဟာနေမကောင်းတဲ့လူကြီးဖုံးဆက်တယ်ချက်ချစ်လာတဲ့စေုံလိုက်ခဲ့တယ်ကားပေါ်တင်ပြီးခေါ်ချတော့လူကြီးနဲ့မခင်တလက်ထိုင်မှာကောက်ကောက်ထိုင်ရမှာချက်ချင်းခေါ်သွားတာကွာလူကြီးကြောက်လို့လေအဲ့ဒါနဲ့ချက်ချင်းပါတော့စေုံလိုက်ရောက်အောက်ဆီဂျင်တွေပါတဲ့ခါတော့ချက်ပြီးတော့ခွက်စကန်တန်းတွင်ဓမ္မရိုက်ပါညာခွက်စစ်ပြီးထွက်လာစကားမပြော2 ရက်ကြာတော့သေးသွားတယ်တကယ်ဖြစ်တာပဲနာမည်ပြောရင်လက်ကသိက္ခာချနေဦးမယ်ပြောနေတယ်ဒီပဲသူကလူကြီးနဲ့မခင်ရင်အဲ့စစနေရအောင်မှာဒီလိုပြောလို့ငါတို့ငမွဲတွေပဲကောင်းပါလေလို့ခွန်အားပေးချင်တာမဟုတ်ဘူးနော်ဆိုလိုတဲ့အတိတ်တွေကလူတွေကနေ့တိုင်းလောကကြီးကထွက်သွားနေနေ့တိုင်းမမျော်လင့်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရဒါပေမဲ့အဲ့ဒီထဲမှာမိတ်ဆွေကျွန်တော်တို့ဒီနေရာမှာလာပြီးချီးမွမ်းနိုင်တာယေရှုတော်ပဲဟာလေလုယာဘုရားသခင်နာမတော်လက်ကောက်ပြီးချီးမွမ်းတာဆိုတော့ဆာလန်စီယာပြောတယ်ငါသာတည်သွားပြီဆိုရင်ငါဘုရားကိုဘယ်လိုလုပ်ချီးမွမ်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့အသက်ရှင်နေတဲ့အတွက်ဘုရားကိုလုပ်နိုင်တယ်ချီးမွမ်းနိုင်တယ်အဲ့ဒီလိုဘုရားသခင်ကိုချီးမွမ်းမယ်ဆိုရင်ဇေဗနိအခန်းကြီး3အငယ်18မှာဇေဗနိဆိုတာတချို့ယဉ်နီးကြမှာယဉ်နီးမယ်အဲ့ဒီကြပိုင်တကယ်ကြားတာမှာပါပါတယ်နော်ဇေဗနိဆိုတာတကယ်ရှိပါတယ်ကြားစာမှာတချို့လဲစားစရာထင်နေမှာဆိုရင်ခရိယန်ကမယဉ်နီးဘူးနော်ဒါနဲ့ကျွန်တော်ရောက်တဲ့နေရာမှာကြပိုက်တပိုက်ရှာခိုင်းတယ်တကယ်တော့ကြားစာမှာမရှိတဲ့ကြံအောင်ရှာခိုင်းတာအကြီးကျယ်ရှာကြတယ်နော်ဆိုတော့ဇေဗနိ30ခုမှာဖယားကတဲ့တချင်းဆိုခြင်းရဲ့ကိုသူအင်မတန်ကျင့်တတ်တယ်တဲ့အဲ့ဒီတချင်းဆိုတဲ့အခါမှာသူဝမ်းမြောက်တယ်တဲ့အဲ့ဒီအလယ်မှာလာပြီးဖယားသခင်မဆာတယ်ဟာလေလုယာဒါကြောင့်အသက်ရှင်တဲ့ဘုရားကိုချီးမွမ်းတဲ့အလယ်မှာဖယားသခင်လာပြီးမှကောင်းချီးပေးတယ်ဘုရားသခင်ကြွလာပြီးကောင်းချီးပေးရင်မိတ်ဆွေတဲ့တက်တာမှာတစ်စုံတစ်ခုထူးခြားလာဟာလေလုယာထူးခြားလာဘာမှမဟုတ်တဲ့လာရင်တော့ထူးခြားတယ်ဖယားလာရင်တော့ပြောမနေနဲ့ထူးခြားပြီလေအဖေခရီးထွက်တာကြာလို့ပြန်လာရင်အမလေးပြေးလာခိုင်းအဖေကိုလားဆိုမဟုတ်ဘူးအထောက်လာကျူတာအထောက်လာကျူပြောနေတာကသူ့အဖေလာတာတော့မဖြစ်လေထူးခြားတယ်ကျွန်တော်တို့ဘက်ဒီမှာဆိုရင်ရွာမှာတူနေပြီးကြီးလာတာအရာရှိဖြစ်သွားတဲ့အခါအရာရှိကမြို့ပြန်လာရင်အဲ့ဒီမြို့ထူးခြားသွားတယ်ဒါမျိုးလားလမ်းအမဲကျိုင်းွက်တွေနဲ့ကဲခေါ်လူကြီးတွေကဲစောလုံးကြီးတွေခေါ်စီပင်တွေခေါ်ဒါလမ်းလို့လမ်းချက်အမဲသူလာတာနဲ့လမ်း special ဖြစ်သွားဘာမှမဟုတ်နော်တာမန်လူတယောက်တော့ထူးခြားရင်ဖယားသခင်ကြွလာတဲ့နေရာမှာနမိတ်လက္ခဏာဘာလို့မရှိတဲ့နေပါလဲဟာလေလုယာဒါကြောင့်အဲ့ဒီဖယားသခင်ကိုချီးမြှောက်တဲ့လူမှလည်းနမိတ်လက္ခဏာဖြစ်လာတယ်စာရန်စီယာဒါဝိဒ်ကဖယားကိုရေးတဲ့ချီးမြှောက်တဲ့အခါမှာသူ့ရဲ့အသက်တာမှာထူးခြားမှုဖြစ်လာတယ်တမန်ကျမ်းစာကဂတိပေးဖယားသခင်က100အခန်းကြီးနဲ့အပိုက်30ငါ့ကိုချီးမြှောက်တော်သူကိုငါချီးမြှောက်ဟာလေလုယာဖယားကိုချီးမြှောက်ရင်အဲ့ဒီဖယားကလည်းသူ့ကိုချီးမြှောက်တဲ့သူကိုသူချီးမြှောက်တယ်ဒါကြောင့်ဒီနေ့တချင်းနဲ့ချီးမြှောက်သွားတာဘုရားခင်ကိုနော်တချင်းစာလာနဲ့ချီးမြှောက်သွားတာနှလုံးသားထဲမှာလေတချင်းစာလာမစီတက်ရင်လည်းရိုးရိုးစာလာနဲ့ချီးမြှောက်လို့ရတယ်တကယ်ဘုရားကိုချီးမြှောက်ရင်အဲ့ဒီကိုဘုရားခင်ချီးမြှောက်တဲ့အရာတော်ခံစားကိုယ်တိုင်နဲ့မကောက်ဘေးကလူကရောပြီးသိသွားစေရဒါကြောင့်နှလုံးသားထဲမှာတချင်းတွေမကောက်ဘူးလက်တွေနှလုံးသားထဲကချီးမြှောက်ပါစံတော်ဘလို့ချီးမြှောက်ရမလဲမိတ်ဆွေဥပမာလေးတစ်ခုပြောလက်ဖက်ရည်ဆိုင်ရောက်လက်ဖက်ရည်ပါတောက်တဲ့အခါမှာဘုရားသခင်ဒီလက်ဖက်ရည်တိုက်လို့ယေရှုတင်တယ်ဒါဘုရားကိုလုပ်တာလေချီးမွမ်းတာဘုရားလူကပြောမှာပေါ့ကိုယ်ပစံနဲ့ကိုတောက်ပြီးဘုရားကိုယေရှုတင်တယ်ဖတ်သူဘုရားတိုက်တယ်ဆိုသူဘုရားလာရှင်းပေးပါလားကိုတောက်ပြီးမြတ်ဘုရားကိုယေရှုတင်နေသေးတယ်တချို့ပြောကောင်းပြောမယ်စံတော်ယေရှုကိုယုံပြီးတော့ပြန်သွားတယ်အိမ်ကမောင်းထုတ်လိုက်ဒါနဲ့တန်ငယ်ချင်းတွေရှိတယ်အရင်ကဗုဒ္ဓဘာသာတိုက်ကြီးမှာ
Tengah jenis ni lah, saya tahu tu. Saya tu ciuman di mata. Tengah jenis yang muda bapa. Ada tu lah, nak suka biologis tu. Lepas saya, santo de, me saya tu dia pulai tu. Oh meh. Ciuman nak tu mah betul dah. Dia pulai tenang. Mahu ibu ka be thaulan ye phit. Phaya ka be nyun jung ja. Kaisaမရှိပါဘူး तू နားလဲတယ်လို့ तू ပြောတာတရင်ပို့သူစံတော့ပို့ပါတယ်ချင်းမလိုက်အဲ့ဒီလိုမျိုးပြောတဲ့လူတွေတပြည့်တွေသူတို့ဒုက္ခရောက်လာတဲ့အခါမှာသူတို့စဉ်းစားလာသူတို့တွေမှာကျွန်တော်ခိုင်းဖတ်သူတို့ခိုင်းဖတ်ကျွန်တော်ဟိုတော့အခုတချို့တွေလည်းသေကုန်ပြီတချို့တွေလည်းကြမ်းမာရေးမကောင်းတော့ကြမ်းမာရေးမကောင်းကျွန်တော်မြင်တော့အေးလို့မင်းထူးခြားတယ်တော့ဟိုသွားဒီသွားနဲ့ဘလို့များကြမ်းမာနေတချို့လည်းသေပြီးမင်းမသေငါလည်းကြမ်းမာရေးမကောင်းမင်းကတော့ကောင်းနေတယ်ဖယားကြီးကိုချီးမွမ်းတဲ့နေရာမှာနမိတ်လက္ခဏာရှိတယ်ဟာလေလုယာနမိတ်လက္ခဏာရှိတယ်နော်ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်ကအဲ့အသက်ရှင်တဲ့ဘုရားကိုဘယ်လိုအချိန်နဲ့ရောက်ချီးမွမ်းဖို့ပဲမလေးရှားရောက်တဲ့လူတော့မပြောတတ်ဘူးတချို့နေရာကခရိယန်တွေကလက်ဖေးဆိုင်မှာဘုရားကိုချီးမွမ်းမှုရှက်သူတို့ချီးမွမ်းတာဒါမျိုးလေးဘာလို့မှမသိကိုချီးတီချီစနိုးတာဝပေးလိုက်မျက်နှာပြစ်တယ်တော့ဖြစ်ပါကိုဘုရားကိုချီးမွမ်းတာပဲချီးမွမ်းပါလားမဟုတ်ဘူးဟိုရှက်တာသိရှက်တာဆိုတော့စစ်သားတစ်ယောက်ရှိပြတ်တယ်နော်ဘုရားကိုချီးမွမ်းတဲ့နေရာပဲသူကအဲ့စစ်သားယုံကြည်သူရှေ့တန်းမှာအဲ့ဒါစာအုပ်ရှိတယ်ရေးထားတာသူရဲ့တက်ပြီးခတ်တယ်ထမင်းထုတ်ပြီးထမင်းထုတ်ဝေလို့စားမယ်ဆိုရင်ထမင်းထုတ်ချပြီးဘုရားကိုချီးမွမ်းတယ်ဘုရားသခင်ကိုရောကျွေးလို့ယေရှုတင်တယ်ပြီးမှထုတ်ပြီးစားတာဘေးကလူတွေကပြောတယ်ဘေးကစစ်သားတွေကမင်းဖယားကျွေးတာမဟုတ်ဘူးတဲ့နိုင်ငံတော်ကကျွေးတာတဲ့ဟဲ့နိုင်ငံတော်ကျွေးဘာကျွေးငါဖယားငါ့ကိုမကျွေးငါစားခွင့်မရှိဘူးဒါပဲသူက one way ချီးမွမ်းခြင်းမှာ one way two way ရှိ one way ကဒီလိုဖယားသခင်ကျွေးလို့ယေရှုတင်တယ်အဲ့ဒါ one way two way ကြတာဒီလိုဖယားသခင်သူ့ကိုအသုံးပြုပြီးကျွန်တော်ကိုကျွေးလို့ယေရှုတင်တယ်အဲ့ဒါဆိုကျွေးတဲ့လူကနည်းနည်းပြုံးတယ်သူကမဆန်ရှင်းတာဟုတ်ဖယားသခင်ကျွေးလို့ယေရှုတင်တယ်ဆိုလိုက်ပွဲမပါတော့ဒါပေမဲ့ဟိုကပြတ်တယ်လေတထောက်ပဲပေးတာလိုက်ပွဲလည်းမရှိတော့တဝမ်းဝေးပဲဖယားသခင်ကျွေးလို့ယေရှုတင်တယ်ဒါပဲပြီးသွားပြီအဲ့ဒါနဲ့ဘုရားလူရသူအမြဲတမ်းပြောတယ်နိဖယားကျွေးတာဘုံနိုင်ငံတော်ကကျွေးတာသူကတော့ချင်းဝမ်းဆုံးပဲဖယားကျွေးတယ်တရက်ကြတော့ဖယားကျွေးလို့ယေရှုတင်တယ်အာမင်လည်းပြီးရောသူထမင်းတော့ခွေးဆွဲပေါ်တယ်မျက်စိမိတ်ပြီးချင်းဝမ်းတော့ခွေးဆွဲသွားတယ်ဟာဘုရားလူရဝိုင်းချီတာဒါတကယ်ဖြစ်တဲ့ဟာဝိုင်းချီတော့ရှက်တယ်လေခွေးနောက်ကိုလိုက်လူဟာခွေးနောက်လိုက်ရင်ဘယ်တော့မှမမီပါဘူးကဘာမှာအပြင်းချန်ပီယံနဲ့ခွေးနဲ့ရှိမှနောက်ကျလာတယ်သူမမီနိုင်မမီမှန်းသူမသိဘူးလားသိတယ်ဘာလို့လိုက်လဲထမင်းထုတ်ရကြည့်လို့မဟုတ်ဘူးသူ့ကိုအဆက်ခွဲတဲ့လူတွေနဲ့ဝေးချင်လိုက်တာခွေးနောက်လိုက်တော့ဝေးတော့ခွေးကပြင်းပါဝေးသူလည်းလိုက်သွားတာဟိုလူတွေနဲ့ဝေးပြီးအောင်နောက်ဆုံးမှလက်နဲ့ကြီးတာကိုကြားတယ်လက်နဲ့ကြီးတာကြားတယ်ဟာလက်တော့ရှင်းတယ်မှာရမ်းကြောက်လို့ပြန်လဲခွေးနောက်မလိုက်ပဲသူ့ရဲ့နေရာကိုပြန်လာသူ့နေရာရောက်မှသူ့ထမင်းထုတ်ချတဲ့နေရာမှာလက်နဲ့ကြီးကကြားလာဆိုတော့အဲ့နာမှာကဲ့ရဲ့လူတော်များများတည်သွားတယ်တချို့တွေလည်းလက်ပြက်ချင်ပြက်ကိုအဲ့ဒီကြမှာသူတို့ကဟာသူ့ဖယားသူ့ဖယားကသူ့ကိုကယ်သွားပါလားသဘောပေါက်သွားတယ်ဟာလေလုယာဒီလိုပြောလို့လက်ဖေးဆိုင်မှာချီးမွမ်းရင်လက်လက်ကြီးကြမယ်စံတို့မဆိုလို့နားလေရမှာကဖယားကိုချီးမွမ်းရင်ဖယားကဘုံတော်ထိရှားတယ်
ဖေးရလူတွေအော်သွားတယ်ဟာသူ့ဖယားသူ့ကိုကဲပါလားအော်သွားတယ်ဒါကြောင့်ဒီနေ့ရောက်လာတဲ့ညီကိုမောင်နှမကျွန်တော်ပြောမယ်ဖယားကိုချီးမွမ်းပါချီးမွမ်းရင်ဖယားကိုဘုံတော်ထင်ရှားမယ်ဟာလေလုယာဒါကြောင့်လို့စာလဆရာဒါဝိဒ်ကအမြဲတမ်းဖယားကိုချီးမွမ်းတယ်ချီးမွမ်းရင်နဲ့ပဲသူ့ရဲ့အသက်တာဖယားကိုချီးမြှောက်တာခံစားရတယ်အာမင်တော်ထဲမှာသူ့ကြောင်းနေတဲ့အချိန်မှာသူဘာလုပ်နေလဲဖယားကိုချီးမွမ်းနေတာထာဝရဘုရားကြီးငါဤတိုးတိမ်ဖြစ်တော်မူငါဒီစင်ရဲ့ချီးမွမ်းနေတာသူ့ကြောင်းနေတဲ့အချိန်မှာကိုရီးယားဘယ်နှကောင်အခုပေါက်စင်းနဲ့တွက်လိုက်ရင်မဟုတ်ဘူးသူ့ကြောင်းနေရင်ဘယ်သူ့ကိုချီးမွမ်းနေလဲဖယားကိုတွားရင်းနဲ့တမင်တရေတွေတွေ့လိုက်ဂျိုးဖြတ်ပြီးရောက်နေပဲစေးမပြောဘူးစာလံ40နဲ့မှာတမင်တရေဒီယေစီသောချောင်းကိုတောင်းတတဲ့ကဲတော့ကျွန်တော်ဝိညာဉ်ဒီကိုတော်ကိုတောင်းတပါ၏တမင်တရေကြည့်ရင်ဘယ်သူ့ကိုချီးမွမ်းဖယားကိုဘယင်မဖြစ်သေးဘူးဘယင်ဖြစ်ပြီးမှချီးမွမ်းတာမဟုတ်ဘူးဘယင်မဖြစ်ခင်တောထဲမှာနေကြတဲ့ကချီးမွမ်းနေတွားရင်လာရင်မိုးကောင်းပြီးချီအိုးစုံလာပေါက်ပြီးလားမပြောစာရစကိုချီးမွမ်းလိုက်မိုးကောင်းပြီးဘုရားကြီးဘုံတွေကိုကြားပြောရင်မိုးမြင့်တဲ့ချက်ဒီလက်တော်နဲ့လုံတော်ရာများကိုရတာမိုးကောင်းပြီးကြည့်တော့ဘယ်သူ့ကိုချီးမွမ်းလဲဘုရားကိုသူကြည့်တော့ဘုရားကိုတမင်ကြီးကိုကြည့်တော့ဘုရားကိုသူအမြဲတမ်းဘုရားကိုပဲချီးမွမ်းနေတာတွိုင်းလာရင်နဲ့တောင်းနေဦးတွေ့ကြောက်စိတ်တို့ရင်ကောင်းမလားဒီကြောက်ကိုဟာလားသူပြီးတော့မှလက်ကင်းကိုရောက်ရင်ကောင်းမလားမတွေ့ဘူးစာလံတရားနဲ့စက်ထွက်လာငါ့ကိုမဆာခြင်းကြောင့်ပေါ်ထွက်တော့တောင်ရုံးတို့ငါဘုရားရှင်ထံတော်မှာငါ့ကိုမဆာခြင်းကြောင့်ပေါ်ထွက်ရတယ်ဘာကိုပဲကြည့်ဘယ်နေရာပဲရောက်သူဘာလုပ်နေလဲရှင်းမနေတယ်ခမရနဲ့ကျွန်တော်ဘလို့ချင်းရှိတယ်ဖယားကြောင့်လည်းရောက်မှချင်းဝမ်းလာအရင်ချင်းဝမ်းလာပဲဘာလဲသူပြင်းလို့လေဖယားဘလို့ထားလို့လေခွန်းတော့တိုက်ဆိုင်ဘတော်စားခံစားနေခမရကြောင့်ပြောတာမဟုတ်ပါတိုက်ဆိုင်ခွန်းလို့စာရစီရဖယားကြောင့်လည်းကြမှာချင်းဝမ်းတာမဟုတ်ဘူးတိုးလေးမှာကလေးကချင်းဝမ်းနေတာသူ့ကြောင့်တာဘွားကလေးကချင်းဝမ်းနေတာသူ့ရဲ့အသက်တာချင်းအမြဲတမ်းဖယားကိုချီးမြှောက်နေတယ်အဲ့ဒီဖယားကိုချီးမြှောက်တဲ့သူကိုကြားတာပြောတယ်ငါ့ကိုချီးမြှောက်တော်သူကိုငါချီးမြှောက်တယ်ဟာလေလုယာဒါစာလံဆရာဖယားကိုအမြဲချီးမြှောက်တဲ့အတွက်ကြောင့်ဖယားကလည်းသူ့ကိုဘာလို့ရလဲချီးမြှောက်ဒီနေ့သင်ရဲ့အသက်တာချီးမြှောက်ခြင်းခံစားဖို့လိုနေတာတခုပါဖယားကိုချီးမြှောက်တဲ့သူဖြစ်တယ်ဒါကြောင့်ဒီချီးမွမ်းခြင်းဆိုတဲ့အရာကတစ်နှစ်မှာတစ်ရက်မှာတဏှာကြီးမဟုတ်ဘူးအမြဲတမ်းချီးမွမ်းနေဖို့ဖြစ်တယ်ဟာလေလုယာအမြဲတမ်းချီးမွမ်းဖို့ဖြစ်တယ်နောက်တစ်ပိုင်းရှိအဲ့ဒီ130မှာငါ့ကိုမထီမဲ့ပြီးပြုတော်သူတို့ကနှိတ်ချခြင်းခံရမယ်ဖယားကိုချီးမွမ်းရင်ဖယားကချီးမြှောက်ဖယားကိုမထီမဲ့ပြီးပြုရင်နှိတ်ချခြင်းခံရမယ်တရက်ကြတော့စာလံဆရာကဖယားကိုချီးမွမ်းတယ်ဓမ္မဆိုဒုတိယဆောင်ခန်းကြီး6လောက်ရောက်လာတဲ့အခါကျတော့ဖယားကိုချီးမွမ်းတဲ့အခါကျတော့ပရိညေတ္တာယူလာပြီးချီးမွမ်းတဲ့အခါမှာကခုံတာပါတယ်မိတ်ဆွေတကယ်ချီးမွမ်းတဲ့တကယ်ချီးမြှောက်တဲ့ဖယားကိုတကယ်အားပေးရင်လေဖြတ်တဲ့လူကလွဲရင်ကြံတဲ့လူကထားတယ်တခြားမပြောနဲ့ဘောလုံးကွဲသွားအားပေးဘလို့အားပေးလေဖြတ်တဲ့လူတော့နည်းနည်းလှုပ်ချင်လာတယ်အားပေးရင်လေပါစရွေးရင်တော့မလေးအတန်ထွက်လာတယ်နော်တရေကြအော်မာရေးဆိုတာရှိတယ်အားပေးပြီးငြိမ်အားပေးတဲ့လူကမှရှိတယ်မဟုတ်လားဘောလုံးပွဲအားပေးရင်တော့မှလှုပ်ရှားတယ်နော်ဗိုက်ကြီးတဲ့တော့ပါသေးတဲ့ထဲမှာဗိုက်ကြီးတဲ့တော့ကန်ဆိုအောက်ကလူကမိပါတယ်အားပေးရင်လက်တွေခြေထောက်တွေပါသွားတယ်မဟုတ်လားနော်ငြိမ်အားမပေးဘူးအဲ့ဒီချိန်မှာဘယ်သူမှခရုမဆိုင်နိုင်ဘူးခင်မခင်လာမပြောနဲ့အဲ့ဒီချိန်မှာမိတ်ဆွေဖြစ်သွားတာဘလို့ကလည်းမသိဘူးနော်အဲ့တော့တကယ်တော့ကမ်းပြခင်သွားတာမလေးဘလို့ရှိဖြစ်သွား
ချင်းမွန်းခြင်းနဲ့မှလေအရှိန်တူသွားတာဖယားကိုချင်းမွန်းရင်မိတ်ဆွေညင်ညင်မနေဘူးဘယ်သူမဆိုလေလှုပ်ရှားတာပုံလားဒါကြောင့်ဆာလန်ဆရာဒါဝိဒ်ကချင်းမွန်းနေချင်းမြောက်တယ်အဲ့ဒီပုံမှာဖယားလည်းသူ့ကိုဘာလုပ်လဲချင်းမြောက်လိုက်တဲ့အခါမှာဘာမဟုတ်တဲ့တောသားကဘယင်ဖြစ်လာတယ်ဘယင်ဖြစ်လာတဲ့တကယ်ဆိုသူ့အကိုရီးယားသူ့ထဲရုပ်ရည်ကိုစင်ပြေးတယ်ရုပ်ရည်ကိုပြီးစင်ပြေးတယ်နော်သူ့အကိုရီးယားကြည့်လိုက်တာနဲ့ဘယင်ဖြစ်လောက်တဲ့ရုပ်ရည်ရှိဘယင်ဖြစ်တဲ့ရုပ်ရည်ရှိဒါပေမဲ့ဖယားကပြောပြီးငါ့ကိုချင်းမြောက်တဲ့သူကငါချင်းမြောက်တယ်ဒါကြောင့်ကြည့်လိုက်အမောဆရာကောင်းဆာလန်ဆရာကဒါဝိဒ်ကဘယင်ရုပ်ရည်ရှိအေလိယာဘဆိုတဲ့သူ့အကိုကြီးကဘယင်ရုပ်ရည်ရှိတယ်ဒါကြောင့်ရှမွေလကအေလိယာဘကိုဘယင်ဖြစ်ခိုင်းချင်တာဘယင်ရုပ်ရည်မရှိတဲ့ဒါဝိဒ်ဘယင်ဖြစ်လာဘာကြောင့်ဖယားကိုချင်းမြောက်ဒီကနေ့စဉ်းစားကြည့်ပါရန်ကုန်မြို့တော်ကြီးကနေပြီးတော့မှအမေရိကကိုတယောက်ရောက်သွားတယ်ဆိုသိမစမ်းပါဘူးရန်ကုန်မြို့တော်ကြီးမှာအင်္ဂလိပ်စာတွေလည်းတက်ချတယ်အခုကဟိုးချင်းတောင်ကချင်ပြည်နယ်တောကလို့သူ့ရဲ့မျက်စိထဲမှာတောင်ရပဲသူသိတာရန်ကုန်ကိုညမိုးချုပ်ကြီးရောက်လို့မိုးလဲလင်းရောရန်ကုန်ကိုမတွေ့လိုက်ပဲနဲ့ဒဲဆိုပြီးတော့တော့ကျတောင်ကြားကနေမလေးရှားကနေအမေရိကရောက်သွားချင်းတော့အော်ဆရာမကောင်းဘူးစဉ်းစားကြည့်လေရင်မြန်ပေါ်မှာဘာစားမလဲလို့မေးတောက်လျှောက်တမျိုးပဲပြောတတ်တယ်ကော်ဖီအဲ့ဒီမိတ်ဆွေပြောပြတာငါတဲ့ကော်ဖီလုံးဝမတောက်ချင်တော့ဘူးဘာဖြစ်လို့လဲအန်ဒီရဲ့ငါတဲ့မလေးရှားကနေလေမြန်ပေါ်တက်တယ်သူများကြီးချက်ပေါင်ကိုင်းလိုက်ဟိုဟာစားလိုက်ဒါစားလိုက်ငါ့ကိုလေရင်မဲကမေးတယ်ဘာစားမလဲဆိုငါတက်တမျိုးပဲလို့ရတယ်ကော်ဖီနဲ့အမေရိကရောက်လာတာသူဘာမှမပြောတတ်ဘူးကော်ဖီသူများရီဟိုဟာစားဒါစားငါ့ကိုလာမေးပြပြီးပါလေကော်ဖီငါကတော့ကော်ဖီပဲပြောတော့အဲ့ဒီမဲ့နောက်ဆိုမမေးတော့ဘူးကော်ဖီပဲလာမေးတယ်အင်္ဂလိပ်လိုမွတ်နေအောင်ပြောတတ်တဲ့ရန်ကုန်ကလူမပါတော့ဘူးဟိုတော်ရီကလူကကော်ဖီနဲ့အမေရိကရောက်သွားတယ်တွားကြည့်သူတို့စီမှာပါရှိတဲ့ဒီကတော့ဖယားရှိခိုးပဲရှိတယ်ကျန်တာဘာမှမရှိဘူးအိုင်ဖယားရှိခိုးနေကဖယားရှိခိုးနိုင်ရောမရှိဘူးဂလိုင်းတန်ကြားပြီးဖယားကြောင့်တဲ့ခေါင်းလောင်းပြီးအဲ့ဒါဖယားကြောင့်သွားတော့တာခေါင်းလောင်းတယ်လည်းသွားတာနိုင်ရောမရှိဘူးအမေရိကရောက်ကုန်ပြီဖယားရှိကိုသူတို့နှလုံးသားထဲမှာအမြဲတမ်းပါရှိတယ်ချင်းမြောက်တဲ့အသက်တာရှိတယ်ဟာလေလုယာဖယားကိုချင်းမြောက်တယ်အဲ့ဒီဂလိုင်းတန်ကအမျိုးမျိုးရှိတယ်နော်ဒီတော့ကောင်းကောင်းကျွမ်းတယ်ဖယားကြောင့်တဲ့ဂလိုင်းတန်တစ်မျိုးလူတဲ့ဂလိုင်းတန်တစ်မျိုးလောစပီကာမလို့ကခောက်တတ်ဖို့ပဲလို့တခောက်တော့မိုးကုတ်ကရင်းဒီရွာမှာချက်စားသွားတယ်တော့လူကတော့ဟိုလာရပါတယ်မစိုးပါဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ဆရာစမြသိန်းကလည်းသွားတီးကျွန်တော်နဲ့သူနဲ့နှစ်ယောက်တင်တာခါတိုင်းကသူတို့ရွာသားပဲတီးတာလေလူလာတယ်ဆရာစမြသိန်းကသူတီးမယ်တဲ့သူသွားတီးလိုက်သူကဒီလိုပဲတီးတယ်ပဲထင်တာပေါ့သူသွားပြီးတော့ခဏလေးနဲ့လူအများကြီးလာဆရာတို့တော်တယ်နောက်ဆရာတို့တီးခိုင်းတာဘယ်ဟုတ်လဲသူတီးဖို့တီးနေရနားမလဲတော့လူသေးလို့တီးတဲ့ခေါက်တော့ဖြစ်သူမတီးတတ်တာရမ်းတီးတော့လူသေးခေါက်တော့ဖြစ်ဒါနဲ့ဘသူသေးလဲဆိုအများကြီးရောက်လာတယ်ဘုရားကြောင့်ကောင်းကောင်းကြာကြာပြင်လိုက်ရတယ်နောက်သူ့ပဲတီးခိုင်းတယ်မိတ်ဆွေတော့တော့ဒါပေမဲ့နိုင်ငံခြားတွေရောက်ဖို့အများကြီးဘာဖြစ်လို့လဲဖယားကိုချင်းမြောက်တဲ့အသက်တာရှိလို့ဆာလန်စီရတဲ့တော့ဖယားကိုချင်းမြောက်ရင်ဖယားကချင်းမြောက်ဒါဝိဒ်ကတရေကြပရိသတ်တာနဲ့ခါအားတဲ့ဖယားကိုချင်းမောကခုံဒါဝိဒ်မိမရှိမိခါလာအဲ့ဒီမိခါလာဒါဝိဒ်ကိုကြည့်ပြီးကဲ့ရဲ့တာနေဘယင်ဖြစ်ပြီးတော့ဟိုကာယဒီကာယနဲ့
ဟိုလောက်ဒီလောက်နဲ့ကိုအိန္ဒြေနဲ့ကိုနေပါလားလူဆိုတာဘာမှသာမရှိတာအိန္ဒြေတစ်ခွဲသားကိုနေတယ်နော်တောင်းမလုံးနဲ့ပတ်စံသာမရှိတာအိတ်ကတော့စာအုပ်နဲ့ဖောင်းနေတာခွန်းလို့နော်ပြိဿလူကလေကိုမာနနဲ့ကိုသိက္ခာနဲ့ကိုမရှိတဲ့သိက္ခာမနဲ့ဆက်ထားလူတွေကနော်တာမျိုးရှိတယ်လူတယောက်ရှိတယ်သူသိက္ခာလူအများကြီးကြားထဲမှာကျွန်တော်ခေါ်သွားဆရာတဲ့လက်ပိတ်တိုက်လိုက်သွားတာဘာလို့လဲဆိုသူတစ်ခါမတိုက်ဘူးဒီတစ်ခေါက်သူလက်ပိတ်တိုက်မယ်ဆရာစားချင်တာကျွေးမယ်ဆိုအဲ့နာလူအားလုံးအံ့ဩတယ်ဒီလူဟာတဲ့ဘယ်သူလာမတိုက်ဘူးမကျွေးဘူးဒီတစ်ခေါက်ထူးခြားတယ်တောင်ကြီးမှာလာတဲ့လက်ပိတ်တိုက်ဆရာပါစားမလဲအမ်စားပါမဟုတ်စားတဲ့လာလိုက်ကျွေးမယ်လာတဲ့ခေါ်တော့အဲ့လိုက်တော့အဲ့ခရီးခေါ်တော့လက်ပိတ်ဆိုဆရာစားကြောက်ပလာမဟုတ်ရိုးရိုးဆိုရမဟုတ်စားကြောက်ပလာသူလဲစားဆရာစမှုစားတော့မဟုတ်စားအကျွေးတာထူးခြားတယ်ဒီလူဘာလို့ကျွေးနေတော့အော်ဟောတော့လူကြားထဲမှာလေသူကျွေးမယ်ဆိုခေါ်သွားတာသူတိတ်ခါတယ်မလေးကိုလေးရောက်စားလိုက်ပြီးတော့ဘလောက်ကြလဲတဲ့စပွဲတို့ကလာတွေ့ဘလောက်တော်တော်ကြောက်သွားတယ်ကျွန်တော်လည်းစားသူလည်းအများကြီးစားပြီးမှစာရေးတိတ်ထုံးလိုက်တွေ့ကြဖောက်လိုက်ကြောက်တော့ပတ်စံရှင်းပြီးတော့ရောပိုတဲ့ပတ်စံအဲ့စာရေးလေးပြန်ထည့်ဆရာလေးရောတယ်တာချစ်လေးကဆရာကိုပြလိုက်တဲ့အလုပ်ကိုဖယားတဲ့ကောင်းကြီးပေးပါတယ်ဟာအဲ့ခရီးများလက်ဖိတ်တိုက်အရင်မေးရတယ်ငါ့ကိုသူများလူကြုံအလုံးဝင်ပါတာသူတို့သိခါ10ပုံ10နီးကလူတွေရှင်းမှာတော့အကြီးကျယ်ငါတိုက်ရလာတဲ့ဟာခိုကြမှာပဲဟုတ်တယ်ကို့အလူဝင်နဲ့ကို့ပြန်တိုက်လွယ်ကူခရိယာများအလူငွေပေးတဲ့တတိထားရနိုင်ငံတကာပိုးတတိထားရအလူငွေပေးတော့မယ်သူ့ကြော်ကြည့်ရတယ်သူ့ကိုယ်လုံးနဲ့သူပါမယ်အထောက်များကွဲထားလိုက်တဲ့အိပ်ပြီးအထောက်ကြည့်ရတယ်ပါလိုက်ပြီဒါကြောင့်ကြည့်ရသေးတယ်အလူငွေယူအနောက်မှာအထောက်ပါခွန်းလို့နော်တိုက်ဆိုင်အထောက်မလို့လားမသိဘူးဆရာကွယ်သူဟိုးတုန်းကကြွက်သားမရှိဘူးအခုနောက်ပိုင်းကြွက်သားတွေတက်လာတရားဟောလို့ခွန်အားမရရင်နောက်ဆုံးမိုက်တန်ဆန်လို့လက်ဝဲတက်ထိုးပြီးအစဉ်ပြေလဲပုံရှိနိုင်ငံတကာသူ့အိတ်ကြီးနဲတာမဟုတ်တယောက်တည်းခရီးတော့တာတကောက်တလေအံ့ဩတယ်အိတ်ကြီးလိုက်မိသားစုနဲ့လာသလားလို့ပြောဘယ်ဟုတ်မလဲမိတ်ဆွေတွေများတာခရိယန်တန်ငယ်ချင်းတွေများတော့နော်သူကများအထုပ်တွေအပိုးတွေနဲ့ဘလို့များပါလိုက်လဲသူ6တော့အခုနာနေတယ်ဆိုတော့အလိုမျိုးများဆိုဒီနေ့အားပေးခြင်းဆိုဒီဆရာဆရာတော်ကချီးမွမ်းတဲ့ခါကျတော့မိခါလာကသူ့ကိုကဲရမိဘယင်ဖြစ်ပြီးတော့များကွာတဲ့မင်းဒီလိုကိုယုတ်ကာယသူများရှိမှကိုသိခါကိုမစဲဟိုကဒီခုံနဲ့နေမရှက်ဘူးလားနာမည်လေးနဲ့ဆရာတော်ကပြက်ငါတဲ့ဖယားသခင်ရှိမှကားကူတာဘယ်တော့မှမရှက်ဘူးလာမလုံးနဲ့အခုမှဘယင်ဖြစ်တာဒါတော့မှဖယားသခင်ချီးမြှောက်လို့တကယ်ဆုံးငါတော်တာပါသူကသူမမေ့ဘူးနော်ဒီနေ့လူတွေကနည်းနည်းမချီးမြှောက်နဲ့မေ့ကုန်တယ်မြို့ရောက်ခရေကကိုတော့တကယ်ချင်းလာမေ့သွားတာပုံစံကရောက်ခါသာတိတ်မပြောင်းရင်မိတ်တော်မဆက်ဘူးအကိုရင်းတော့အကိုရင်းသူများမိတ်မဆက်ပေးရဘူးဘာဖြစ်လို့ဆိုပုံစံကမပြောင်းဘူးလို့နော်ဆလန်ဆရာဘဝမမိတ်သူ့ဘဝမမိတ်ငါတော်တာတဲ့ဖယားငါ့ကိုချီးမြှောက်လို့မရင်ဖြစ်တာဖယားတကယ်ရှင်းမှာငါဟာဘာမှမဟုတ်ပါဘူးငါ့ကိုချီးမြှောက်တဲ့ဖယားကိုငါဘာလုပ်မလဲချီးမွမ်းမယ်ဟာလေလုယာအဲ့ဒီလိုချီးမွမ်းတဲ့အခါမှာဖယားကဆာလန်ဆရာတော်ကိုတာယူချီးမြှောက်တယ်ဒါပေမဲ့ချီးမွမ်းကြီးကိုကဲရတဲ့မိခါလာဘာဖြစ်သွားလဲတတ်လုံးခလေးမရဘူးမြင်သွားတယ်ပြောချင်တဲ့အတိတ်ပဲလားအခုခလေးမရတဲ့အဲ့လိုစံလို့မဆိုလိုပါဘူးအများကြီးမွေးတဲ့လူကလည်းကောင်းကြီးတယ်လို့စံတော့မပြောပါဘူးနားလေရမှာအဲ့ဒီအချိန်မှာတော့အဲ့ဒါဖယားကသူ့တန်ခါလိုက်တာတခုပဲဖယားကိုရှင်းမွမ်းတာဘာလို့လဲကဲရဲ့လို့မိတ်ဆွေဘဝရဲ့အောင်မြင်မှုများစွာဟာတုံနေနေတတ်တယ်နော်အစိတာဖြစ်နေတယ်ဘာကြောင့်လဲ
ချင်းမွန်းခြင်းကိုကဲရည်ချင်းမွန်းခြင်းကိုကဲရည်တဲ့သူကနှောင့်နေတဲ့တကယ်ချင်းမွန်းတဲ့ဒါဝိဒ်ကိုတော့ဘုရားသခင်တာရွေးချင်းမြောက်တယ်ဒါကြောင့်တကယ်ဘုရားကိုချင်းမွန်းပါတကယ်ဘုရားကိုချင်းမွန်းပါအဲ့လိုချင်းမွန်းရင်ဘုရားခင်အောင်ဝယ်လုပ်လို့လာတယ်ဟာလေလုယာဒါကိုနားလဲစေချင်အခုတလောနိုင်ငံခြားမှာသူရတဲ့အလူငွေအဲ့ဒီချင်းမွန်းခြင်းနဲ့မှပါဝင်လိုက်ဟဲ့ဘယ်ရတဲ့ငယ်ကြီးနေအကုန်ထဲလိုက်လို့ဟဲ့နေနောက်နေပါစားမလဲနိုင်ငံခြားမှာနော်လာစားကချက်ချင်းတိုးတာမဟုတ်ဘူးနေအားလုံးချင်းမွန်းခြင်းနဲ့သွားထဲလိုက်တော့ဘာစားမလို့အန်တီအသက်လည်းကြီးပြီဘယ်ရခရိယန်တငယ်ချင်းနေရရတယ်တဲ့ဘုရားသခင်တတ်နိုင်တယ်ဘုရားသိတယ်ငါကိုးကွယ်တဲ့ဘုရားကိုငါအစွမ်းကုန်ချင်းမွန်းမယ်အားလုံးထဲပြီးမှချင်းမွန်းခြင်းနဲ့မှပါဝင်ဟာဒါနဲ့ကျွန်တော်တို့မှစိတ်ပူသွားတယ်နောက်ပါစားတော့မလဲဖုံးဆက်ပြီးပြောထားတယ်တကယ်ချင်းတွေသူ့အိမ်သွားလဲမိဖို့ကြောင့်လည်းအထိလဲလို့စာအိုးလေးပါလေဖွင့်ကြည့်အောင်မှားလိုက်ရသေးတယ်အဲ့ဒါဟာဘယ်ဟုတ်ပြတ်တယ်နော်ဘုရားခင်ကိုချီးမွမ်းတဲ့နေရာမှာပါဝင်ဆက်ကတ်တဲ့သူကအဲ့ဒီလူကိုဘုရားချီးမြှောက်တယ်အော်ဆရာဘုရားခင်ချီးမြှောက်နော်ဝေးနိုင်အဲ့ဒီမိမှာဖြစ်တယ်ထူးဆန်းနော်ဝေးအစိုးရကသူ့ခေါ်အကောက်လူကြီးကခေါ်အန်ဒီတဲ့ပင်စင်ယူချင်ဘူးလားအေးယူဆိုလဲယူမှာပေါ့မဟုတ်ပင်စင်ယူပါတဲ့အသက်ပြည့်ယူတော့တဲ့အေးဟုတ်ပြီဒါဆိုလဲယူမယ်အသက်ကပြည့်ဖို့နည်းနည်းလူနေတယ်မဟုတ်ယူလိုက်တော့တဲ့ပေးမယ်ကောင်းတာပေါ့ဒါဆိုလဲဒါပေမဲ့ပတ်စံထုတ်ပြီးမဟုတ်လားဒီလားမရတော့လေနောက်လာနေစပြီးရမှာပေါ့ဒါနဲ့အဲ့ဒီဆိုရပါပြောချင်ဘတ်တိတ်ပြီးခဲ့တဲ့2လရက်စွဲနဲ့စယူပါဟဲပတ်စံစားပြီးပြီလေပြီးခဲ့တဲ့2လမဟုတ်ဘူးတဲ့အဲ့ဒါလိုပဲယူပါတဲ့သူတို့စီမှာပင်စင်စားတဲ့လူတွေကိုပေးရမယ်ပတ်စံပုံနေတယ်ဒါကြောင့်အဲ့ဒါသူတို့ပေးကိုပေးရမှာတဲ့အကုန်ရှင်းရမှာသူတို့နိုင်ငံသားတွေလည်းမယူလို့ပုံလာပြီးတဲ့ပင်စင်ပတ်စံဘတ်တိတ်2လနဲ့တွက်ပေးမယ်ယူပါဗမာပြည်သားပဲညင်းမလို့သူတို့နိုင်ငံသားတွေကမယူဘူးတောင်းငါတို့အစိုးရမတို့ကူညီရမယ်တဲ့သူတို့နိုင်ငံတကာဟိုတဲ့ဒုက္ခတွေကိုပေးနေတာလေငါတို့အလုပ်လုပ်ပေးရမယ်ဒါမျိုးဘယ်တရားတွေတော့ပေးလို့ရတယ်နော်အားလုံးသိပါတယ်စံတို့ဘယ်သူမှမဆိုလို့ပါပြီးရတဲ့2လစာပါပေါင်းပြီးပြန်ခါပေးသေးတယ်ဗျာကြည်အောင်ဟာဒါနဲ့အားလုံးအော်သွားတယ်တတ်သိခဏဟာဒီအဖွားကြီးကသူ့ဖယားကိုသူချီးမြှောက်တဲ့အခါမှာသူ့ဖယားလည်းသူ့ကိုအဲ့ဒီမကနှစ်ဆပါပြန်ပေးလိုက်ဟာလေလုယာဖယားကိုချီးမြှောက်ရင်ဖယားကပြန်ချီးမြှောက်တယ်လားဒါတတ်တယ်ပဲဒါကြောင့်ဒီနေ့ရောက်လာတဲ့ညီကိုမောင်နှမတွေချီးမွမ်းခြင်းနဲ့ပတ်သက်ရင်တော့ပဲပြောချင်တယ်ဖယားကိုချီးမြှောက်ရင်ဖယားကတင့်ကိုကဲရတဲ့လူကတော့ဒုက္ခရောက်တယ်ဇက်နဲ့ချီးမြှောက်တာလို့လက်တွေ့မှာချီးမြှောက်တာလက်တွေ့ချီးမြှောက်တာဘသူ့ကိုမှမရှက်ဘူးရှေ့တန်းကစစ်သားချီးမြှောက်တာနိုင်ငံသားကအဖွားကြီးချီးမြှောက်သွားတာချီးလိုက်လက်တွေ့ပါတယ်ဒါကြောင့်လက်တွေ့သူချီးမြှောက်ပါသင်အသက်တာမှာဖခင်ကလက်တွေ့သင်ကိုပြန်ချီးမြှောက်တယ်နောက်တစ်ခုပြောဒီလိုချီးမွမ်းရင်းနဲ့ပဲပြီးသွားမလားပြီးဘူးအဲ့ဒီချီးမွမ်းခြင်းပြီးဖခင်ချီးမြှောက်ရင်းနဲ့မကြာခင်လောကကြီးကကျွန်တော်ထွက်သွားမယ်ရောက်တာမဟုတ်လားမကြာခင်လို့ပြောတဲ့အတိတ်ကဗမာစကားရှိတယ်ကိုယ်တော်လက်စံတော်လက်လူရဲ့အသက်ဟာကတူတောင်းတယ်အချို့တွေကမောင်တက်ရှိသူရှိပြလိုက်တယ်မောင်တက်ရှိလဲ6လနဲ့တည်တယ်မိတ်ဆွေအတက်ကတိတ်တူတောင်းချီးမွမ်းရင်းနဲ့လေလောကကြီးကနေထွက်သွားမှာမဟုတ်လားတရတော့လောကမှာလူရည်လို့ဖြစ်လာရင်ဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ပါဘယ်သူမှဆိုတရက်လောကကဘာဖြစ်လဲထွက်သွားရင်ဘယ်ရောက်မလဲနှစ်လမ်းရှိတဏှာကဒုက္ခချမ်းသာဖို့ကောင်းရင်နောက်တဏှာကကန့်နဲ့ရောပြီးလောက်နဲ့အပယ်ငရဲမိအိုင်နှစ်နေရာရှိတယ်ဘယ်သွားကြမှာလဲငရဲမရှိတဲ့ဘာသာမရှိဘူးနော်ကြိုက်တဲ့ဘာသာလေးလားငရဲ
ရှိတယ်ဒါကြောင့်လူကြီးတွေပြောတယ်ငရဲကြီးမယ်နော်သူပြောစရာစကားမရှိခလေးမလိမ့်နိုင်ငရဲကြီးမယ်ထပ်ပြီးဆိုလိုက်ငရဲဦးစောက်ထိုးအဲ့ဒါမှမရရင်ချိုးကတ်ဘာပဲပြောလေသူတို့ပြောတဲ့ဥစ္စာတကယ်ရှိတယ်မဟုတ်လားတကယ်ရှိတယ်မဟုတ်လားရှိတယ်နော်လူကြီးတွေပြောတယ်တာလုံးနဲ့ပြန်မယ်ပြောတာအဲ့ထက်ကလေးမြန်မရှိသေးဘူးအခုတကယ်ပြန်သွားပြီမဟုတ်လားလူငယ်တွေတယောက်ပြောတယ်လကဘာပေါ်မှာသွားနေရအောင်9ပေတော့မြောက်အောင်ခုံနိုင်ပြောတဲ့စကားကလကဘာပေါ်မှာသွားနေရအောင်ရှင်းနော်တကယ်လကဘာပေါ်လူတွေရောက်နေပြီမဟုတ်လားစဉ်းစားကြည့်ဒီတိုင်းပြောလိုက်တာတကယ်ဖြစ်နေတယ်ဒါကြောင့်ဒီမှာရှိတဲ့ဒီကောင်မောင်နှမငရဲရှိတယ်လို့ဘာသာတိုင်းကပြောတယ်နော်အဲ့ဒီငရဲကလုပ်ဖို့အရေးဘာသာတရားကမလုပ်လဲကြိုးစားလို့ပြောတယ်ကိုမေးကြိုးစားနိုင်လားဗမာစကားရှိတယ်ကုသိုလ်တကယ်ကောင်းတာနဲ့မကောင်းတာရှိမကောင်းတာကပုံများတယ်မဟုတ်လားဒါကြောင့်လို့ဒီနေ့ရောက်လာတဲ့ဒီကောင်ကကိုမေးတင်တကယ်ကြိုးစားနိုင်လားအများကြီးမကြိုးစားနဲ့တခုပဲပြောမယ်မလေးရှားမှာရှိတဲ့မိဘညီကောင်မောင်တို့မှမုတ်တာမပြောနဲ့ခမများတို့ဗမာပြည်ကနေမလေးရှားကိုရောက်လာတဲ့အခါမှာရုံးသွားရင်မုတ်တာမပြောရှိတာခဏတော့ဘယ်သူမှမဆိုလို့စာတို့ရုံးတစ်ခါမှမသွားဘူးဥပမာပြောတာဥပမာမှန်တယ်ငါတို့ရွာစစ်သားတွေကမီးတွေရှုပ်ပြီးအိမ်တွေကဒုက္ခပြီးဖတ်ပြရေတော်တလောက်ဖြစ်ငါသိတာသူကရန်ကုန်ကန်တော်ကြီးကပါတခါမှလည်းမီးမရှိပါဘူးခဏတော့စဉ်းစားကြည့်လေဘာသာတရားကောင်းတယ်အဲ့ဘာသာတရားတိုင်းနေနိုင်လားမုတ္တပြောကြရင်တော့ဖယားကိုအကူကြီးတောင်း officer စစ်တယ်မှာယုံအောင်လုပ်ပြီးတော့ယူအကူဖုံးဆက်တယ်အင်္ဂါနဲ့ဝင်ရမယ်တော့ယုံကိုရရမြန်သွားချေရရချီခိုင်းလိုက်ပြီလူကဘာသာတရားကကောင်းပေမဲ့လူကကောင်းတာကောင်းဘူးဆိုတော့ကိုကမှမကောင်းတာဘယ်မှာလမ်းဆုံးမလဲငရဲမဟုတ်လားအဲ့တော့ဖယားမှမကယ်ရင်ငရဲကလွတ်เสียကြောင်းရှိဘူးဖယားအမျိုးမျိုးရှိဖယားအမျိုးမျိုးတွေကဒီကုန်းချုပ်နှမျိုးပဲရှိတစ်မျိုးကသင်္ခါရတစ်မျိုးကထာဝရအဲ့ထဲမှာကျွန်တော်ပြောမယ်ထာဝရဖယားကြောင့်ပြောငါ့ကိုခေါ်တော့ငါထူးတယ်အသက်ရှင်တဲ့ဖယားရှိတယ်ခေါ်ရင်ထူးတယ်ဘာလို့ထူးတယ်အသက်ရှင်လို့သေသွားရင်ဒီလိုထူးမလဲမဟုတ်လားအဖေသိတယ်ခလေးတွေရောက်တယ်အဖေထအဖေပဲအကြီးတောင်းလက်ဖက်တုံကြိုက်တယ်ဆိုထားတော့ဘလို့ထားခိုင်းရမတာတော့အော်လည်းမထားဘူးအမကြီးလာခေါ်ပေးအောင်အမကြီးလာခေါ်လည်းမထားဘူးဘာဖြစ်လို့လဲအမရှိတော့ဘူးကျွန်တော်ပြောနေတဲ့ဖခင်ခေါ်ကြည့်အသက်ရှိသူထူလိုက်တယ်စံတိုးလည်းမယုံဘူးခေါ်ကြည့်တာစံတိုးမယုံဘူးဒီအသက်ရှင်တဲ့ဖခင်ဒုက္ခရောက်တော့ခေါ်ကြည့်တာဒုက္ခရောက်တော့ဖခင်ကြီးကဲပါကျွန်တော်တော့ဗုဒ္ဓဘာသာပါမယုံပါဘူးယေရှုဒါပေမဲ့ကြားဘူးလေအသက်ရှင်နေတဲ့ခေါ်ရင်ထူတယ်ဒါကြောင့်ခေါ်ကြည့်တာမဆပါပြည့်လေသွားအော်လေဘလို့ဖခင်လေငါမယုံဘဲနဲ့ခေါ်လဲထူပါယုံမှထူတာမဟုတ်ယုံထူတယ်ငါယုံသိနော်ခမရမယုံဘဲနဲ့စားကြည့်စက်တယ်ယုံမှစက်တာမဟုတ်ဘူးမယုံလဲစက်တယ်ဘာလို့သူ့အစွမ်းစဝါစက်နေတာဖယားတော့ယုံမှထူတာမဟုတ်သူ့ရဲ့အရေးချင်းကိုကခေါ်ရင်ထူတယ်စားကြည့်မြုပ်ပြီးစက်တယ်မယုံဘူးဇွတ်မငင်းနဲ့ပါဇက်ကညင်းပေမဲ့ရေကခွာတောက်တယ်ပါဇက်ကညင်းဆက်ပါဘူးလေရေကနှစ်ပလင်လောက်တော့စက်တာကပါဇက်မှာပြီးသွားရင်တော့မှပါဇက်ကိစ္စပြေးလေရင်ဘိုက်ထဲမှာပူနေတော့ပဲသူ့အစွမ်းစားမကုန်ဘူးဘိုက်အေးသွားပါနောက်တည့်အိယာထားလို့အိမ်နောက်ဖေးသွားရင်တတ်တိယပြ
ဒီလိုပြောလို့ဖယားတခင်ဟာငရုတ်တီးလို့စံတော့မဆိုနားလေစီခြင်းခေါ်ရင်ထူးတဲ့စမ်းကြည့်ဒီဖယားကိုမယုံနဲ့စမ်းကြည့်လိုက်ခေါ်ရင်ထူးတယ်အဲ့ဒီဖယားဒီဘဝပြဿနာအတွက်ဖြေရှင်းပေးမယ်သင်ကိုယ်တိုင်ဒုက္ခရောက်စမ်းကြည့်ပါဖယားကိုခေါ်ကြည့်အဲ့ဖယားမဆာကျွန်တော်အဆုံးသတ်တော့အဲ့ဒီဖယားဟာဒီဘဝပြဿနာတွေမကဘူးနောက်ဘဝငရေသွားမဲ့ပြဿနာကိုဖြေရှင်းပေးတဲ့ဖယားဖြစ်ဒီဘဝပဲမဟုတ်တော့နောက်ဘဝပါတတ်နိုင်တယ်ဘယ်လိုလုပ်လဲယေရှုဆိုတာလောကကြွလာတယ်ခရိယန်လုံးဝမဟုတ်ဘူးနာမည်ကယေရှုအဓိပ္ပာယ်ကအပြစ်ရှိတဲ့လူကိုကယ်တင်မယ်အဲ့ဒီယေရှုလောကမှာအနှစ်30ကျော်တတ်တော်ထင်ရှားတယ်နံပါတ်1တရားဟောသွားတယ်နံပါတ်2တဘိုးတွေပြသွားတယ်ယစီကနဲ့လူမြင်ခိုင်းလူဖြစ်တဲ့လူလမ်းလျှောက်ပဲသေတဲ့လူခါခိုင်းနံပါတ်3သူကိုယ်တိုင်နဝကတိုင်ပေါ်တက်လမ်းနံပါတ်ကိုတန်ရိုက်ခြေထောက်မှာတန်ရိုက်ခေါင်းမှာဆွေးတဲ့ဘူဆောင်နဲ့သွေးတွေကြယေရှုရဲ့နှလုံးကိုလှန်နဲ့ထုံတဲ့အခါသွေးနဲ့ရေချွာဒီဝေဒနာနဲ့သူတည်သွားတယ်3ရက်မြောက်တဲ့နေ့မှာသေခြင်းကပြန်ရှင်ပြန်ထားမြောက်ရပ်ပေါင်း40လူတွေကိုထင်ရှားပြပြီးအရှင်လောကကောင်းတင်တက်သွားတယ်အဲ့ဒီယေရှုအသက်ရှင်တယ်မယုံနဲ့အစ္စံကြီးအဲ့ဒီယေရှုမိတ်ဆွေနဲ့ကျွန်တော်အပြစ်တွေအားလုံးလဝကတိုင်းမှာဆက်ပြီးတရားပြတကိုးပြပြီးအဆုံးတိုက်ဒီဘုရားကိုစံလို့မကိုးပဲဘာလို့လဲဘယ်ဘာသာမှမဆိုတရားပြတကိုးပြတယ်ဘာဖြစ်လဲရှိပြီးသားသင်ခြင်းကိုအောင်တဲ့ဘုရားပဲမရှိတာသင်ခြင်းမြစ်စုမှာကိုအောင်နေတဲ့ဘုရားကယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာအဲ့ဒီယေရှုဘာကြောင့်လဲတရားကိုယ့်ရဲ့လက်ကိုပြန်ကြည့်ပါအကုသိုလ်မရှိဘူးလားခြေထောက်မှာအကုသိုလ်မပါဘူးလားမဟုတ်တဲ့နေရာမသွားဘူးလားဘုရားကြောင့်ဆိုဖဏကစီလို့မပြီးဘူးမဟုတ်တဲ့နေရာဆိုမြန်တာလားမမင်းနဲ့ခွတ်လို့တော့အဲ့ဆိုင်ခြေထောက်မှာအကုသိုလ်လက်မှာလည်းကောင်းထဲမှာလည်းမကောင်းတာမစင်စားဘူးလားမစင်စားရင်လည်းသူပေါ်လာတာမေးလိုက်ပါမေးပြီးတဲ့သူ့မျက်နှာမြင်ပြန်ပေါ်တယ်ကောင်းထဲမှာလည်းမကောင်းတာနှလုံးသားဟောကောင်းသလားနှလုံးသားကလည်းလောဘဒေါသမောဟရှိဘူးလားရှိတယ်ကိုချစ်လို့ကိုယူတာပြီးတော့ကိုပြန်ခွဲနေတယ်ဒီထဲမှာတိုက်ဆိုင်သွားရင်ခွလို့တချို့တွေရေပွင့်နေငါမယူခင်ကသူကချောလို့ငါလည်းယူပြီးတော့သူ့တဲ့ချောတာအများကြီးတွေ့ရတယ်ဒါဘုရားအများကြီးဆရာတွေအဲ့ဒါဘယ်လိုရှင်းရမလဲဟဲ့မယူလို့မရဘူးနောက်တစ်ယောက်ဒါပြီးပဲပြီးပြီဟောဆရာ chance မရှိလားမရှိဘူးဒီစောစောရကဘာဖြစ်လို့တေချာမစင်စားဆရာအရင်တော့လေယူတော့ကျွန်တော်ခရစ်တော်မသိဘူးအခုမှသိလားသိလည်းမရအဲ့ဒါပြီးပဲဆရာရဲ့ chance မရှိပါတချို့ကလည်းဒါမျိုးရှိတယ်နှလုံးသားထဲမှာမောဟဆိုတာဘယ်တော့မှအတော်မတတ်ဘူးမောဟရှိလောဘဒီအပြစ်တွေဒါတွေအားလုံးပဲယေရှုကနဝကတိုင်မှာအားလုံးပူဇော်ခံပြီးတော့ဟာလေလုယာမိတ်ဆွေအပြစ်တွေအားလုံးယေရှုခံပြီးပြီအဲ့ဒီလိုဘာကြောင့်လဲကျွန်တော်တို့အပြစ်ကြောင့်ပဲသူကပြေသွားတာအခုတို့အားလုံးပြေသွားတယ်အသွင်တော်ပြီးကျွန်တော်တို့ပြစ်ကိုစီးတယ်တကြိုပြီး3ရက်ရောက်တဲ့နေ့မှာသေခြင်းကရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားမိတ်ဆွေနဲ့ကျွန်တော်ပြစ်အားလုံးဆက်ပြီးမယုံရင်ဆက်ပြီးယုံရင်လည်းဆက်ပြီးအော်ယေရှုငါပြစ်ကိုဆက်ပြီးလို့တင်ယုံရင်အပင်ကြီးတော့ဆရာဘာလို့လဲသူဆက်ပြီးပြီဆိုတာယုံလို့ကျွန်တော်မနေ့ကလည်းပြေသွားတော့တယ်အဒီကရှင်းပြီးလိုက်ကျွန်တော်တော့တယ်သူကရှင်းကျွန်တော်ကလာသူကတော့ပါကျွန်တော်တင်းတော်နဲ့သူတင်းတော်မတူဘူးလူမျိုးလည်းမတူဒါပေမဲ့သူကရှင်းလိုက်တူမတူသူရှင်းပြီးပြီဆိုတော့ကျွန်တော်ယုံယုံကြည်ကြည်နဲ့ထလာတယ်စိုင်းရှင်ကလာအလိုက်လာဘာဖြစ်လို့လဲကျွန်တော်နဲ့သူရှင်းပြီးပြီမယုံရင်ဘာလုပ်မလဲကိုယ့်ကိုရှင်းပေါ့ခမည်းနဲ့ကျွန်တော်အပြစ်ကြွေအားလုံးယေရှုဆက်ပြီးယုံရင်ဆက်စရာမယုံရင်တော့ကိုယ့်ကိုဆက်ပေါ့ဘယ်မှာသွားဆက်မလဲငရေမှာဒါကြောင့်စက်ကလုံးနှလုံးပဲမှတ်ထားမှာကြိုက်တဲ့ဘာသာလေးလားကိုကောင်းမှရတာကိုမကောင်းရင်ငရေစံတိုးပြောနေတာကိုကောင်းတာမဟုတ်ဘူးကိုတော့ကောင်းလို့ရတာစက်ကလုံးနှလုံးပဲကြိုက်တဲ့ဘာသာလေးလားကိုဒါပဲရှိတယ်ကိုယောက်ျားလည်းတတိမရနဲ့ကိုဆိုတော့နော်ကိုကောင်းမှရတာဘာသာက
ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ငရေကလက်တာဘယ်သူကောင်းလို့လဲကိုမဟုတ်ကိုတော်ပါဇက်နဲ့ကောင်းတာမဟုတ်အသက်ကတည်ပြီးကောင်းတဲ့တရားချင်းဒါကြောင့်ဘာသာတွေကကိုမှညီကုန်းချုပ်တယ်ကျွန်တော်တို့ကတော့ကိုတော်မှညီကုန်းချုပ်တယ်မိတ်ဆွေတွေကျွန်တော်ငရေကလက်တာဘယ်သူကောင်းလို့လဲကိုတော်ကောင်းလို့အဲ့ဒီဖရာကိုဒီဘဝအတွက်စမ်းကြည့်ပါခေါ်ကြည့်ပါအဲ့ဒီဖရာငါစားနောက်ဘဝအတွက်တော့မလို့ဘူးကိုတော်ကဆက်ပြီးသွားပြီနှလုံးသားတွေကစမ်းတတ်လို့အဖြေရရင်ခရစ်တော်ကိုလက်ခံလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဝေငှပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဘုရားခင်ကောင်းကြီးပေးပါစေ